ဒီဗီဒီယိုလေးထဲမှာတော့ TB ယောဂသည်နဲ့အတူတိမ်နေနေထိုင်တဲ့သူတွေ TB ယောဂသည်တွေကိုပြုစုဆောင်ရှောက်နေရတဲ့သူတွေနဲ့ TB ယောဂသည်နဲ့အတူအလုပ်တူတွဲဖက်လုပ်ကိုင်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီးပြောပြပေးတာဖြစ်ပါတယ် TB ယောဂဆိုတာကြောက်စရာကောင်းတဲ့ယောဂလားပေါ့နော် TB ယောဂကြောက်စရာကောင်းတဲ့ယောဂလားလို့ပြောရလို့ရှိရင် TB ယောဂဖြစ်ပွားနေရတဲ့ကမ္ဘာမှာကြားလာပြီ TB ယောဂဟိုတက်လို့ရတဲ့ဆေးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ TB ယောဂကမ္ဘာမှာပျောက်ကွယ်သွားလားဆိုတော့ပျောက်ကွယ်သွားခြင်းမရှိဘူးပျောက်ကွယ်သွားခြင်းမရှိတဲ့အပြင် TB ယောဂဆိုတာကမ္ဘာတစ်ခုလုံးမှာဖြစ်နှုန်းအများဆုံးကူးစက်နိုင်ဆုံးနဲ့တည်ဆုံးမှုနှုန်းရှိဆုံးယောဂတွေထဲက top 10မှာရှိနေတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ TB ကိုကြောက်အောင်လားဆိုရင်ကြောက်စရာတော့မရှိဘူးမှသတိတော်ထားမှာဖြစ်ပါတယ်TB ယောဂပိုးတွေကိုဘာလို့ကြောက်စရာမလိုတာလဲ TB ယောဂကခန္ဓာကိုယ်ထဲကိုဝင်လာပြီဆိုရင် TB ယောဂရှိမရှိစစ်ဆေးလို့ရတယ် TB ယောဂပျောက်ကင်းအောင်တောက်တဲ့ဆေးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဘာလို့ TB ယောဂကသတိထားရမယ်ထဲမှာပါရလဲဆိုရင် TB ယောဂကိုကုသလို့ရမယ်ဆေးတွေကိုတောက်တဲ့အခါမှာရေရှည်တောက်ရတယ်ဆေးတောက်တဲ့အခါမှာလည်းမလိုလားအပ်တဲ့ side effect တွေရှိတယ်နောက်တစ်ချက်ကကြတော့ဒီဆေးတောက်နေတဲ့အခါမှာ TB ဆေးဘယ်လောက်ပဲတောက်ဆေးရင်ပါ TB ပိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ TB ကခရုဆိုင်မှာဖြစ်ပါတယ်